ဇနီးတဲ့ရဲ့အုပ်ကူနေရာမှာထိမ့်မှတ်ဘုရားကျောင်းဆောက်ခဲ့သူမင်္ဂလာပါရှင်အိန္ဒိယနိုင်ငံကအမျိုးသားကတော့သူမိမတေဆုံးသွားတဲ့နေရာမှာ Taj Mahal ဘုရားကျောင်းသေးလေးဆောက်လုပ်ခဲ့ပါတယ်သူတို့နှစ်ယောက်ကမွေးရမြေနိုင်ငံမတူပေမဲ့ပြောစမှတ်တွင်နဲ့ချစ်စံလန်းရှိခဲ့ပါတယ်အိန္ဒိယနိုင်ငံက PK ဆိုသူဟာခီးတွေလစ်လဲသွားလာပြီးတော့ပကြီးရေးဆွဲသူဖြစ်ပါတယ်သူကတနေ့မှာတော့အိန္ဒိယကိုလာလေတဲ့ဆွီဒင်နိုင်ငံသူချားလော့နဲ့ချစ်သူတွေဖြစ်သွားခဲ့ပါတယ်ချားလော့ကဆွီဒင်ကိုပြန်သွားခဲ့ပြီးနောက်တစ်ခေါက်ပြန်လာတဲ့အချိန်မှာသူတို့ကလက်ထပ်လိုက်ကြတယ်။နှစ်ယောက်တူတူခီးသွားရင်သူမိမချားလော့ကတောင်ကုန်းပေါ်ကပြုတ်ကျပြီးတိတ်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီနေရာကဆေးရုံဆေးကန်းနဲ့ဝေးလံတဲ့နေရာမို့ဆေးကန်းပြလို့လည်းမရပါဘူး။သူမိမတိတ်ဆုံးရတာဟာလမ်းပန်းဆက်သွယ်ရေးမရှိလို့ဆိုပြီး PKR တယောက်ထဲလမ်းဖောက်ခဲ့ပါတယ်။သူကတောင်ကုန်းပေါ်ကနေစပြီးလမ်းဖောက်တာအရှည်ပေ400ရှည်ပြီးအကျယ်ပေ30ရှိတဲ့လမ်းကိုသူတယောက်ထဲဖောက်ခဲ့ပါတယ်။သူလမ်းဖောက်ပြီးနေရသေးလို့ဒေသခံတွေကသူ့ကိုအစာရီလာကျွေးကြတယ်၊ကူညီကြတယ်။ PK ကလမ်းဖောက်ပြီးသွားတော့သူမိမတေဆုံးသွားတဲ့နေရာမှာ Taj Mahal ဘုရားကျောင်းနဲ့ပုံစံတူတဲ့ဘုရားကျောင်းသေးစားလေးကိုဆောက်လုပ်ခဲ့ပါတယ်။ဘုရားကျောင်းဆောက်ပြီးသွားတဲ့အချိန်မှာ PK ဟာအချမ်းအုံမင်းနေခဲ့ပါပြီ။သူဟာသူ့ဇနီးကိုလူတွေအမှတ်တရဖြစ်နေစေဖို့လမ်းနဲ့ဘုရားကျောင်းကိုတပွားလုံးချိန်ကုန်ခံပင်ပန်းခံပြီးဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။